နဲ့စိမ့်လဲလဲနဲ့နတ်ကပုံပမာတော်စေဖြင့်မငယ်ချစ်ခင်နေရအောင်တော့လေသူအိုသူနာသူသေးယဟန်ဆိုတဲ့နမိတ်ကြီးလေးပါးကိုတွေ့မြင်ပြီးတိတ်ထထမင်းသားတောထွက်တဲ့အခါသားတော်လေးတစ်ပါးကြံရစ်ခဲ့တယ်။6နှစ်တိုင်တိုင်တရားကျင့်ကြံပြီးဘုရားဖြစ်တော်မူပါတယ်။ဒီနေ့မှာဘုရားရှင်ဟာနောက်ပါတန်ဃာတော်တွေနဲ့အတူနန်းတော်ကိုဆွမ်းစားကြပါတယ်။အဲဒီအခါသားတော်ရာဟုလာမင်းသားလေးကဘုရားရှင်ထံချင်းကပ်ပြီးမိဘတို့ဝတရားရှိတဲ့အတိုင်းသားတော်ကိုအမွေပေးပါလို့အမွေတောင်းတဲ့မြတ်စွာဘုရားရှင်ကရှစ်သားငါသည်ရှုပ်ထွေးပွေလီသောလောကီအမွေကိုမပေးနိုင်စစ်မှန်တဲ့လောကုတ္တရာအမွေကိုသာငါပေးနိုင်သည်လို့မိန့်တော်မူပြီးရာဟုလာမင်းသားလေးကိုရှင်ပြုပေးလိုက်တယ်ကွအဲ့ဒီအချိန်ကစလို့ရှင်ပြုခြင်းတလေအစပြုလာတယ်လို့ဆိုရှိပါတယ်ကိုရင်တာမဏီဖြစ်သွားတဲ့အခါမှာလဲကျောင်းတော်မှာပဲနေကြရပြီးဆရာတော်ကြီးတွေထံကမြတ်ဗုဒ္ဓရဲ့တရားတော်တွေကိုလေ့လာသိပူကြရတယ်ဒါကြောင့်မို့ဗုဒ္ဓဘာသာမိသားစုတွေမှာတားရှိတဲ့မိဘတွေအနေနဲ့တသက်မှာတစ်ခါတော့မဖြစ်မနေကျင်းပကြလိမ့်ရှိတဲ့အရေးကြီးတဲ့ရိုးရာစံဖြစ်နေတာပေါ့ကွယ်ဒါဆိုတော့ဘယ်လိုရှင်းပြလို့လဲဒီစပားတွေရိတ်သိမ်းပြီးတာနဲ့ຫນွေချောင်းပရံမှာရှင်ပြုတ်ပေးမလို့ပဲငါသားရဲ့ဟာဒါဆိုတော့မြင်းစည်းကျောင်းသွားမှာပေါ့နော်ဟာဒါပေါ့ငါသားရဲ့မြင်းကြီးပေါ်မှာမောင်ရင်လောင်းကရွှေတီးလေးကိုစောင်းနေဘာဖြစ်တာလဲဖိုးတုပုတ်ကကြောက်ကတ်သွားရမှာခုတော့အမလေးကဘာလို့ရဲ့တော့တာသေးလားမိသားစုတွေဒုက္ခရောက်နေတော့မကြည့်လို့ရလေဒုက္ခတော့ရောက်တဲ့အခုတော့ဒီလိုတော့ဘာလို့ရမှာလဲ
ဟာမဟုတ် မင်းကိုတရားမဝင်ကြောက်ကရောင်းဝယ်မှုနဲ့ဖမ်းလိုက်ပြီရှင်ဗျာ ဟဲ့ဘယ်သူတွေတော့စောစောစီးစီး တပည့်တော်သားလေးကိုရှင်ပြုပေးပါဗျာ အော်အိဋ္ဌဒုက္ခအနတ္တတကလာဝတ္တဒုက္ခနိတရဏနိဗ္ဗာနတတစ္ဆိကရဏထာယဣမံကာသဝံကဟတဝါပပါစီထမံပန္နေအနုကမ္ပံဥပါဒါယ မမလေးတို့ပြိုဦးရင်မမလေးတို့ပြိုဦး ဒီလိုခေါ်လို့မရတော့ဘူးကိုရင်လေးရဲ့ မမလေးတို့ပြိုဦးရင် ကိုရင်လေးကဘယ်ဟာသားတော့ဖြစ်သွားပြီဆိုတော့ သာဘီတောင်း တကားကြီးလို့ခေါ်ရတယ် အဝင်းမ တကားကြီး သာ က ဘီတောင်း ကိုရင်လေးလို့ခေါ်ရင် အဝင်းမ တကားကြီးလို့ပြန်ပြီး သာ တော့ ဘီ ကိုရင် တောင်း ကိုရင်လေး ဘောဒီဘောဒီ ကိုရင်လေး တောင်း ကိုရင်လေး ရာကြီး ဘောဒီတောင်း တကယ်တကယ်တကယ် ဘုရားခင်ဗျားငါးလောက်ပြန်လူတန်းမှုနဲ့ဖမ်းလိုက်ပြီ တောင်း ဘုရားမောင်ဘုရားမောင်ဘုရားမောင် တကယ်တကယ်